Hello အားလုံးပဲမင်္ဂလာပါ W Corner Facebook page နဲ့ YouTube channel ကနေပြီးတော့ညီကိုများအားလုံးကိုကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒါ Premier League ပွဲစဉ်25အဖြစ်ဒီ Chelsea အသင်းနဲ့ဥပါဟန်အသင်းတို့ရဲ့ရှင်ပြိုင်သွားမယ့်ပွဲစဉ်ရှိနေတယ်ဒီကျွန်တော် Chelsea အသင်းကဆိုလို့ရှိရင်တော့အဝေးကွင်းပွဲစဉ်အဖြစ်နဲ့ဥပါဟန်အသင်းကို Premier League ပွဲစဉ်25မှာတွားရောက်ရှင်ပြိုင်ကစားကြမှာဖြစ်တယ်အဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုအခြေအနေမျိုးတွေရှိလဲ Chelsea အသင်းအနေနဲ့ရောဒီပွဲကိုဘယ်လောက်ထိလုပ်ပြနိုင်မလဲPremier League မှာတန်းဆင်းဖို့တေချာနေတဲ့ဥပါဟန်အသင်းကရောဘယ်လိုတုံ့ပြန်လာမလဲဆိုတာတွေကိုကျွန်တော်တို့တစ်ချက်လေးဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒါအေရှန်အသင်းဖြစ်တဲ့ဥပါဟန်အသင်းဘက်ကိုတစ်ချက်လေးကြည့်မယ်ဆိုလို့ရှိရင်ဥပါဟန်အသင်းအနေနဲ့က Premier League ပွဲစဉ်24ပွဲကစားပြီးသည့်တိုင်အောင်ရမှတ်အားဖြင့်10မှတ်ပဲရသေးတယ်ဒါတော်တော်ကြီးကိုအဆိုးဝါးတဲ့အခြေအနေတန်းဆင်းဖို့လည်းတေချာနေပြီဒါသူတို့ရဲ့အသင်းသမိုင်းကြောင်းတစ်လျှောက်မှာလည်းဒါအဆိုးဝါးဆုံးအခြေအနေလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့လိုအသင်းမျိုးကိုကျွန်တော်တို့ဒါ Chelsea အသင်းအနေနဲ့အဝေးဝင်မှာတွားရောက်ရှင်ပြိုင်ရဖို့ရှိနေတယ်ဒါလီယမ်ရိုစီနာအတွက်အကောင်းဆုံးအခွင့်အရေးတစ်ခုလားဒါမှမဟုတ်လို့ရှိရင်ဒီဥပါဟန်အသင်းအနေနဲ့ရောတန်းဆင်းသွားသည့်တိုင်အောင်သူတို့ရဲ့အိမ်ဝင်းဂုဏ်သိက္ခာနဲ့အိမ်ဝင်းပြည်သက်အတွက်ဘယ်လိုတွေတုံ့ပြန်လာမလဲဆိုတော့ကျွန်တော်တို့တစ်ချက်လေးကြည့်ရမှာဖြစ်တယ်ဥပါဟန်အသင်းအနေနဲ့ကကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်သူတို့မှာလောလောလတ်လတ်ကောင်းတဲ့ရလက်ဆိုလို့နျူကာဆယ်အသင်းကိုအိမ်ဝင်းမှာတည်ရကန်ထိုင်းနိုင်တဲ့ဇီးဆိုတဲ့ပွဲတစ်ပွဲပဲရှိတယ်ဒုတိယနောက်တစ်ပွဲမှာဆိုလို့ရှိရင်မန်စီးတီးကို2-0နဲ့ရှုံးတယ်ဘုံမောက်ကို0-2ဆိုတဲ့အနေထားနဲ့ရှုံးတယ်ပေါ့နော်အဲ့လိုအခြေအနေတွေဖြစ်နေခဲ့တယ်သူတို့ကဒီပွဲစဉ်24ပြီးတဲ့အထိအောင်15ဂိုးပဲသွင်းထားနိုင်ပြီးတော့ဒီ45ဂိုးထိပြန်ပေးထားတာကဒါတန်းဆင်းဖို့အတွက်လုံလောက်နေပြီလို့ပြောလို့ရတယ်တန်းလဲဆင်းပြီပဲဆိုပါတော့เนาะဒါ10မှတ်ဆိုတဲ့အနေထားဘယ်လိုမှမဖြစ်နိုင်တော့ဘူးအဲ့တော့ဒီ Chelsea တင်ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံးကစားခဲ့တဲ့6ပွဲနောက်ဆုံးကစားခဲ့တဲ့6ပွဲမှာဆိုလို့ရှိရင်သူတို့ဒီLeague Cup မှာပေါ့နော် Carabao Cup မှာဆိုလို့ရှိရင်ဒီအာဆင်နယ်ကို2ကြော်လုံးရှုံးတယ်ထိတ်နဲ့ဘိတ်နဲ့အလဲတွေကသူတို့4ပွဲချန်ပီယံလိမှာလည်း2ပွဲလုံးနိုင်တယ်ပရီးမီးယားလိမှာလည်း2ပွဲခရစ္စတယ်ပဲလေးကိုနိုင်တယ်ပြီးလို့ရှိရင်ဝက်ဟမ်ကိုနိုင်တယ်အဲ့လိုအခြေအနေမျိုးတွေရှိထားတယ်ဒါဒီပြတဲ့လီယမ်ရိုစီနာလက်ထက်6ပွဲပေါ့နော်အဲ့လိုအခြေအနေမျိုးတွေရှိနေတဲ့အတွက်ကြောင့်မလို့ဒါလက်ရှိမှာဆိုလို့ရှိရင် Chelsea အသင်းအဆင့်5မှာရပ်တည်နေတယ်ဒီအဆင့်4က Manchester United အသင်းနဲ့တမှတ်กว่าဆိုတဲ့အနေထားပေါ့နော် Manchester United အသင်းကလည်းနီးပြပြပြောင်းပြီးတော့ဒါရလက်တွေကောင်းမွန်တဲ့အနေထားမှာအဆင့်4ကိုသူတို့လီဗာပူးပါဝင် Manchester United Arsenal တို့လူနေကြတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒါ Chelsea အသင်းနေနဲ့လည်းတန်းဆင်းစုံကနေပြီးတန်းဆင်းတော့မဲ့အသင်းကိုရှင်ပြန်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘလို့ပဲဖြစ်ဖြစ်ဒီပွဲမှာအမှတ်3မှတ်ရဖို့လိုတယ်လီယမ်ရိုစီနာအနေနဲ့ကစားကွက်တွေပဲရှောက်ပြီးတော့စမ်းသက်လာအောင်မလားပြီးလို့ရှိရင် second line up ကိုပဲကစားသမားတွေရဲ့အရေးချင်းဘလို့ရှိတယ်ဆိုတော့သူစမ်းသက်အောင်မလားဆိုတာတော့ပြောလို့မတတ်ဘူးဒါပေမဲ့ပြည်သက်တွေဖြစ်စေချင်တာကတော့ဘလို့ပဲဖြစ်ဖြစ်ဂိုးပြတ်ချေပြတ်အနိုင်ယူစေချင်ကြတယ်အဲ့လိုဂိုးပြတ်ချေပြတ်အနိုင်ယူဖို့ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ဒီပွဲထွက်လူချင်းမှာမစမ်းသက်ဖို့လိုတယ်ပေါ့နော်ဒီ Chelsea တင်းရဲ့ဒီ line up ဘိုင်းကိုတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ဒါတောင်မှာဆိုလို့ရှိရင်အစတိုဘာဝီလီယန်ရှိရယ်ဘက်ဖရိုနက်တိုရှိရယ်ကျွန်တော်တို့ဒါဂါနာချိုရှိတယ်ဂျီမီကတင်တို့ရှိတယ်ပေါ့နော်ဂျီမီကတင်ကတော့ကျွန်တော်တို့ဟိုဖြစ်နေတယ်လောလောဆယ်သူ injury ဖြစ်နေလို့ဒီ February လကုန်လောက်မှကစားနိုင်မယ်လို့ confirm လုပ်ထားတာတွေ့တယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီဘယ်တောင်မှဆိုလို့ရှိရင်ရွေးချက်စရာဆိုလို့ရှိရင် Patronato ရှိအောင်မယ်ပြီးလို့ရှိရင်ဂါနာချိုရှိမယ်ဒီပွဲတွေမှာဂါနာချိုတို့အနေနဲ့ line up များရခဲ့တယ်ဆိုလို့ရှိရင်Patronato နီးတူခေါင်းငုပ်ပြီးဆွဲပြေးနေတာထက်စာရင်မတိကျတဲ့ဖြတ်တင်ဘောတွေတင်နေတာထက်စာလို့ရှိရင်သွင်းကိုတွေလားအစ်စ်တွေလားတခုခု performance တခုခုအကောင်းဆုံးမဟုတ်ရင်တောင်မှလုံးပြနိုင်တယ်ဆိုတဲ့အရာတစ်ခုကိုတော့အတိုင်းအတာတစ်ခုထိလုံးပြနိုင်ဖို့လိုတယ်အစတိုဘာဝီလီယန်တို့လည်းဒါခြေစွမ်းပြဖို့အတွက်မျှော်လင့်တယ်ပြီးလို့ရှိရင်ကိုဘက်မှာလည်းပြန်ပါလာဖို့ရှိနေပေါ့နေဒီပွဲမှာပြီးလို့ရှိရင်ကျွန်တော်ထင်တယ်ရီစီဂျင်းတို့ဘာလို့တော့အနာပေးမယ်ထင်တယ်ဗျအဲဆိုကူကူရလာရှိနေမယ်ပြီးလို့ရှိရင်ဂတ်စတိုတို့ရှိနေမယ်အဓိကပြဿနာကျွန်တော်တို့ကဒီအသင်းတိုင်းပဲအသင်းနဲ့ပဲတွေ့ကျွန်တော်တို့ဒီဝဟန်လို့အသင်းမျိုးတောင်ဂိုးပေးနေရတာကကျွန်တော်တို့ရဲ့ဒီခံစစ်မှုတွေချာလဘာအပါဝင်ဗရီယာရှိတယ်သူတို့ဘလိုတွေ line နဲ့ထွက်လာအောင်မယ်ပြီးတိုစတင်တို့ရှိနေတယ်ပြီးလို့ရှိရင်ဒီဘက်ကူကူရလာနေမှာကစားတဲ့ hub တို့ဘာလို့တော့ဒါအတိုင်းတာတစ်ခုဒီအဆင်မပြေဘူးအဲ့တော့ဘယ်လိုလုပ်လာအောင်မလဲကွင်းလန်မှာဆိုလို့ရှိရင်လည်းဒီ Andre Santo ရှိနေတယ် Andre Santo ကဒီ Liam Rosina ရဲ့လက်ထက်မှာဒါသူ့ရဲ့အကောင်းဆုံးဆွမ်းဆောင်ရည်တွေကိုတစ်ဖြည်းဖြည်းနဲ့တပွဲပြီးတပွဲပြလာနိုင်ပြီအဲ့တော့ဒီရွေးချယ်စရာလေးတွေနည်းနည်းရှိလာပြီလို့ပြောလို့ရတယ်ကွင်းလန်မှာဆိုလို့ရှိရင်လည်းတဲ့ကာကိုင်စီဒိုတို့အန်ဆိုဖာနာတို့တယောက်ယောက်မပါနိုင်ဘူးတယောက်ယောက်ကိုအနာပေးခြင်းတယ်ဆိုရင်တောင်မှဒါအန်ဒရီဆန်တိုအနေနဲ့ရွေးချယ်စရာတစ်ခုဖြစ်လာပြီပြီးလို့ရှိရင်အန်ဒရီဆန်တိုကိုဒီ extra
best CV အနေနဲ့ extra CV အနေနဲ့သူထည့်ပြီးတော့ကစားတာကရှေ့တချို့ပွဲတွေမှာလုံဖြစ်ခဲ့တာတွေ့ရတယ်ဘာလို့လဲဆိုတော့ဒါခံစစ်ကိုပို့ပြီးတော့လုံခြုံစေတယ်လီယန်ရိုစီနာအနေနဲ့အဲ့ဒီပုံစံတစ်ခုကိုလည်းပုံဖော်နေတယ်လို့ဟိုယူဆလို့ရတယ်ပေါ့နော်ရှေ့ပွဲတွေမှာသူဒီစမ်းသက်ပြီးတော့အသုံးပြုခဲ့တာတွေကြည့်မယ်ဆိုလို့ရှိရင်ဒါချက်သီးတင်းနေနဲ့ကတော့ပထမပိုင်းတွေမှာဒါအရင်ကောင်းတာမရှိဘူးဒီဘက်နှစ်ပိုင်းမှာအနေပြအန်ဆိုမာရစ်ကလက်ထက်တွေကနေပြီးတော့ဖြစ်နေတာဒါပေမဲ့ဒုတိယပိုင်းမှာအရင်ကောင်းတယ်အဲ့တော့ဒီဟိုလူစားလဲမှန်ကန်တာတွေကအတိုင်းအတာတစ်ခုထိလှုပ်ဖြစ်တယ်ဆိုပေမဲ့ဒီတစ်ဖက်အသင်းကဂိုးရလို့ပိတ်ဆော့သွားမယ်ဆိုလို့ရှိရင်အမှတ်ဆုံးရှုံးနိုင်တဲ့အခြေအနေရှိတဲ့အတွက်ကြောင့်မလို့ဒါချက်စီးတင်းနေနဲ့ဘလို့တွေပြင်ဆင်လာမလဲဘလို့ line တွေထွက်လာပြီးတော့ဒါကျွန်တော်ထင်တယ်ဂိုးပြက်ခြေပြက်မဟုတ်ရင်တော့မှအနိုင်သုံးမှတ်ချက်သီးတင်းနေနဲ့ရသွားမယ်လို့ထင်တယ်ညီကိုတို့ကဘလို့ထင်ကြလဲဒီချက်စီးဖက်ညီကိုတွေဒီခမန်း line နဲ့ဒီဂိုးရလက်တွေနဲ့ပတ်သက်ပြီးတော့အောက်က comment ထဲမှာဝင်အောင်ဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်တို့ရဲ့ဒီ Facebook page နဲ့ channel လေးကိုလည်း follow and subscribe လုပ်ပေးဖို့ညီကိုတွေအားလုံးတောင်းဆိုလိုက်ပါတယ်ခင်ဗျာ